ဘာဖြစ်ကြရတော့စစ်ရှောင်းလာရင် စစ်ရှောင်းရင်းနဲ့ မိုင်းနေမိ မိုင်းနေမိတယ် ကလေးလေးအထိတော့ ဟုတ်တယ်ကလေးလေးရောထိ ကလေးရတာဖြတ်ထားလားကတော့ ဒါဖြတ်ထားတယ် ဘယ်အတိုင်းဖြတ်လိုက်တော့ ဒီနားလောက်ကနေ အော်ဒီဘက်နားလောက်ဒီကောင်ဖြတ်ပလိုက်လား ဟုတ်တယ် ဟိုအကူကလည်းနှစ်ဘက်လုံးမထိတော့နော် ဒီကစတီချောင်းထဲ ဒီကောင်စတီချောင်းထဲတာ ဒီကောင်တော့ဖြတ်ကုန် ဒီကောင်ဒုအောက်ကဖြတ်ရတာလား ဟုတ်တယ် ဟိုဗျာမိသားစုလိုက် စစ်ရှောင်းရင် စစ်ရှောင်းရင်းနဲ့ ပြေးရင်းနဲ့ ပြေးရင်းနဲ့မိုင်းနေမိတယ် နင်းမိုင်းမိတော့ဩအခုအဲ့ဆိုရင်လက်ရှိကဘယ်မှာကုတာနေရတော့စေယုံကြီးလား စေယုံကြီး စေယုံကြီးမှာကုတာနေရတာအခုလည်းစေယုံကြီးရတိုင်းစေဝါကုလား ဟုတ်တယ် ကလေးလေးနေရလားအဲ့လိုကြတော့ ခုကသူဟိုစတီချောင်းကထွက်ပြီးတော့နာလို့ နာလို့ အဲ့ကြောင့်မလို့ ငိုတာ ငိုဖျားလည်းဖျားနေတယ် ဖြားလည်းဖြားနေရ ခုတော့ဒုံးကြီးထည့်ပြလိုက်တယ် အဲ့ချစ်ကလေးလေးရုပ်လေးရမ်းလာနော်အဲ့ဆိုရင်ဒီဘက်တစ်ချောင်းကတော့ကောင်းတယ်နည်းနည်းပါးပါပွန့်တော့တော့ပဲရှိပဲအကျော်တွေပါတွေပွန့်လာနေမှာပေါ့အဲ့လိုဒီမှာနော်အဲ့လိုတွေနေမှာနော် ဓာတ်ပုံတော့ရှိတယ် ဟုတ်လားအဲ့ပါအဲ့လိုကိုဖြစ်သွားတာချက်ချင်းကိုကျွန်တော်တို့အဲ့ရနင်းမိပြီးတော့အဲ့ဘက်မှာကုလို့ရတယ်လားဒီမန်းလေးပဲတန်းပြေးလာတာလား မန်းလေးပဲတန်း တန်းပြေးလာတာဟိုဗျာအဲ့ဆိုမန်းလေးရောက်မှကိုစေဝါကုတတ်မှုလောက်ရတာပေါ့ဟို ကိုကတော့တစင်းကတော့ဒီပတ်တီးလေးပါရစီးပြီးလိုက် ဟိုလိုတွေးတွေပါတွေအလွန်ညမထွက်အောင်စီးပြီးလိုက်တာနော် စီးပြီးလိုက်စလိုက်နေမှချင်း ဟုတ်ပါကလေးလေးဒီကတိုင်းကိုဖြစ်လာတာနော်ညာဘက်ကြီးနော် ညာဘက် အေးတကယ်နေရနော်အခုဘယ်ရွယ်ရောက်ရတော့ကလေးလေး 9 လ 9 လပဲရှိတယ်ကလေးလေးငိုတော့မယ်အဲ့ဆိုရင်အကိုကြီးတို့မိသားစုလေးအတွက်ကျွန်တော်ဆေးဘွားကလေးလှူပေးခဲ့မယ်ကျွန်တော်နိုင်တလောက်လေးလှူပေးခဲ့မယ်နော်အလူရှင်နာမည်လေးပြောပေးအောင်မယ်နားထောင်ပေးပါအောင်ဗျာနော်အလူရှင်ကကျွန်တော်တို့မနှင်းဝေဝေဆိုပကုံးမြော့တိုင်းမှာ9000လှူတာလေးရှိတယ်ပြီးရင်မတ်တွယ်တွယ်အောင်မွေးနေ့အလူဆိုပြီးတော့တသိန်းလှူတာလေးရှိတယ်တသိန်းခွဲရှိတယ်နော်တသိန်းခွဲပြီးတော့ကြတော့အဖွားဒေါ်တီယာရီစုရေဆိုပြီးတော့မြီးဖြစ်သူဒေါ်စာစာလင်းချစ်ဒေါ်စာလာလင်းချက်တိုင်းမှာ9000လှူတာလေးရှိတယ်အဲ့တော့2သိန်းရှိပါတယ်ပြီးရင်အောင်ဒိတ်တီရတိုင်းမှာတသိန်းလှူတာလေးရှိပါတယ်စုစုပေါင်းကျွန်တော်3သိန်းထိလှူပေးကြလိုက်မယ်နော်ဟုတ်ကလေးလေးအရန်ကိုတယ်ကြိုက်လို့ထင်တယ်ဆောင်းလဲဆောင်းတော့ဆိုတော့လေဟုတ်အဲ့ဒါအလူငွေလေးဒီမှာအကိုမြောင်မလေးလေးဟုတ်အလူငွေလေး3သိန်းပါဗျာနော်ဒါအလူရှင်လေးတွေလှူတခိုင်းနေဥစ္စာကျွန်တော်တို့ပြန်ပြီးလာလှူပြဟုတ်ပြီနော်တကယ်စိတ်မကောင်းဘူးဒီလိုမျိုးကြီးဖြစ်သွားတော့နော်ပြူဆိုင်ကြပါအောင်နော်အဲ့ဘက်မှာမအေးဆေးဘူးဆိုရင်ဒီမှာပဲနေအောင်လေးလောလောဆယ်နော်မပြန်ရနေအောင်နော်ဒီမှာပဲစေဝါလိုအပ်တဲ့စေဝါကုသမှုလေးအရင်ဆုံးကုသွားလိုက်နော်ဟုတ်ပြီနော်စေရုံရကုပေးရမလားဒီလိုစေရုံကုပေးမှာပါနော်အိုးဟုတ်ပြီအဲ့ဆိုရင်ကျေးဇူးပါကိုကြီးနော်ကျေးဇူးပါဗျာနော်